ရန်ကုန်မြို့ရဲ့နည်းနည်းခင်းလေးတွေကကျွန်တော်တို့အမြဲတမ်းရတယ်လူတွေအားလုံးရဲ့တနေ့တာလှုပ်ရှားသွားလာမှုအစီအစဉ်လေးတွေအစပြုရဲ့အချိန်လေးပေါ့ဗျာကျွန်တော်ဖြတ်တန်းနေတဲ့နေ့ရက်လေးစီကိုလည်းတကယ်ချင်းတွေအားလုံးအလဲခေါ်သွားမယ်လိုက်ခင်နော်ကျွန်တော်ကလမ်းတွေပေါ်မှာမျက်လေးပြတယ်သူတို့အားလုံးကခေါ်ရကျွန်တော် street magician မျက်လေးပြလို့ဘွားမောလေးပြေးပြီးတော့ကျင်းနေသွားရင်ကျွန်တော်ပြောတယ်မျက်လေးပြရဲ့အနီးကပ်ဆုံးရှိရဲ့အရာလေးကကျွန်တော်ဖုန်းလေးပဲဖုန်းလေးနဲ့လည်းမျက်လေးဖန်နေနိုင်တယ်အဲ့တော့ကျွန်တော်တို့မိုက်ဆာဖုန်းကောင်းကောင်းလေးတစ်လုံးရှာမယ်ဒီနေ့လေးတော့ဖုန်းဝယ်နေမျက်လေးပြမယ် Come on guys